ဝစီလက္ခဏကာယောသဝစီရာဟုရဝစီကောဝစီယံဘုဒ္ဓနောတေထောဝစီယံဓမ္မမယံယောဘဂဝါရွှေဖုံးတော်6သွဲဖြင့်တင့်တယ်မြေမအချင်းရှင်တော်မြတ်ဖရာသည်ဝစီလက္ခဏကာယောသစိန်ကုံစိန်ခိုင်စိန်တိုင်းစိန်ခဲစိန်ပလဲသို့မကွဲပြတ်တကနေကြံ့ခံ၍ရိမ့်ရိုင်မရှိပဂတိအရှိန်လင်းသည်ဖြင့်ထိန်ဝန်းသောယူပကလည်းရှိတော်မူပါပေ၏ဝစီရာဥရဝါစီကောတခါပြစ်ခါစုရှာဖောက်တွင်ထောင်လင်းလေညစိန်အသွားလဲရှိသောတရားမင်းလက်ချိန်ဝတရိန်သောတကြိမ်မိတ်လင်တိမ်သိမ့်မြည်ဟိမြေကြီးတုံလျက်နှုတ်မောဟောတရားတော်လည်းရှိတော်မူပါပေ၏ဝစီယံဘုဒ္ဓနောသီလသမာဓိပညာဟုလွန်စွာရှိန်ကဲစေရကဲကိုအမြဲမပြတ်ဆင်မြန်းတော်မူအပ်သည်ဖြစ်၍တေထောလောကမဂ္ဂိုက်ဥတိုက်ကြရာယေနာအဓိပတိအတုမရှိမြင့်မြတ်တော်မူလာပါပေ၏ဝစီယံအတွင်းအပနဝနှဖြင့်စိမ့်ပန်းပင်ကြီးဖြစ်တော်မူပါပေထတော်တံဘဂဝန္တံထိုဘုံတော်6ခတ်စေရွတ်တို့ဖြင့်ဒိန်လျက်ဝွန်ပြောင်ဥရှောင်းမြတ်ဖျားရှင်တော်မြတ်ဖျားကိုမယံစိန်တစိမ့်မှာစိန်နိဗ္ဗာန်ကိုစိတ်ကြံမှန်းစတန္တရှိသောဘုရားတပည့်တော်တို့သည်နမမစိန်စဉ်ပမာထိန်ဝန်းသာတိတရားစိန်ကလက်ဆောင်ချက်၍ဥထမျောမို့လက်စေပြထိတ်မှာမို့လို့အကျဉ်းချင်းရှိခိုးကတော့လိုက်ပါတော့သည်မြတ်စွာဘုရားမြတ်စွာဘုရား